ကဲဒုတိယအပိုင်းလေးဆက်ပြီးတော့လေ့လာကြမယ်နော်ဒုတိယအပိုင်းမှာဆိုလို့ရှိရင်ပထမအပိုင်းတော့ကဆိုလို့ရှိရင်ငါးလုံးတင်ပြပေးသွားပြီပေါ့နော်အခုတစ်ခါနောက်ထပ်ကျန်တဲ့6လုံးကိုထပ်မံပြီးတော့တင်ပြပေးမှာပဲဖြစ်တယ်ပေါ့နော်ကျန်တဲ့6လုံးကိုကြည့်မယ်ဘာလဲကြံသေးလဲဆိုရင်ผอพึ่งผอพึ่งฝอฝาฝอฝาสอสลาสอฤาษีสอเสือหอขีดตัวပြီးတော့နောက်ထပ်6လုံးပေါ့နော်အရန်ထပ်မှန်ပြီးတော့ပြောမယ်ပေါ့နော်အရန်စာတိတ်ချိန်မှာဆိုလို့ရှိရင်အာရုံစိုက်ထားပါနောက်တစ်ခုအရန်ရဲ့ပါဇက်ကိုကြည့်ပေးပါပေါ့နော်အတန်ထွက်အရန်ကိုအရေးကြီးတာမို့လို့လုံးဝကိုအာရုံစိုက်ထားဖို့လိုအပ်တယ်ပေါ့နော်ဒီဘီသုံးစုထဲမှာဒီအမြင့်တန်ဘီအုပ်စုကလည်းအရန်ကိုအရေးကြီးတာဖြစ်တဲ့အတွက်ပေါ့နော်အတန်ပိုင်းမှာအရန်ကိုအမျိုးနည်းနည်းလေးပေါ့နော်ပြောမယ်ဆိုရင်ကိုကအာရုံစိုက်ပေးဖို့လိုအပ်တယ်ပေါ့နော်ကဲအရင်ဦးဆုံးပထမအလုံးผอผอผอမမေ့ကြလားမသိဘူးအရင်ပြောတယ်နော်ထိုင်းပြီးအမြင့်တန်ပြီးကိုလေ့လာတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့အတန်ကဘာဖြစ်မှာလဲအတန်ကိုနှိပ်ပြီးတော့အနောက်မှာဝေါ်တန်လိုက်ပြရတယ်နော်ผอผอလိုက်ပြီးတော့ဆိုပါผอရမယ်နော်မြန်မာလိုရေးမယ်ဆိုရင်တွေးတော့ဖောက်ထုတ်ရေးချဖောမထွက်နဲ့နော်ဖောဖောဖောရမယ်နော်ဖောพึ่งဖောพึ่งพึ่งဆိုတာဒီပြာပေါ့နော်ထိုင်းလိုพึ่งพึ่งရမယ်နော်ဒါနဲ့အဲ့ဒီအတန်မရလည်းဘာမှဖြစ်သေးဘူးပေါ့နော်ဖောพึ่งพึ่งဆိုတာဒီပြာผอพึ่งပြာနော်ผอရဲ့ရေးကိုရင်းကြီးကြတော့သူကအမြင့်တန်ဒီကိုမှတ်ထားပါပေါ့နော်ဒီအထက်ကနေပွင့်ဝိုင်းမယ်နော်ဒီလိုလာမယ်သူ့ရဲ့ပုံစံက W ကိုအထက်မှာပွင့်ဝိုင်းပြီးတော့ဒါအဲ့လိုရေးရတယ်နော် W ပုံစံလေးကဟိုကောက်ผอผอရမယ်နော်နောက်တစ်တစ်လုံးฝอฝาฝอฝาฝอฝาฝอฝอ F ตามပေါ့နော်ฝอฝอฝอပထမတစ်လုံးကผอဒုတိယတစ်လုံးကฝอฝอသူကရေးပုံရင်းကြီးကြတော့နည်းနည်းဆင်တယ်ပေါ့နော်ฝอฝาမှာဆိုလို့ရှိရင်အရှိနည်းနည်းဆွဲပြရတယ်ပေါ့နော်ฝาฝาผอခေါ်ကြတော့ဒီလိုမျိုးတကားနဲ့ฝอฝอဆိုတာကြတော့အရှိဆွဲပြရတယ်ပေါ့နော်ကဲနောက်ထပ်တစ်လုံးကสอสอสอရမယ်နော်สอဒီပြေးဟာสอสาลาสอสาลาสอสาลาสาลาဆိုတာဒီဇရက်ကိုပြောတာပေါ့နော်ထိုင်းလိုสาลาဆိုရင်မြန်မာလိုဇရက်ကလေးထိုင်းဒီအတန်ပြောပါဆိုရင်สอสอရမယ်နော်တွေတို့စားလဲရေးချ
สอสอตู้แย่ยี่บอกยี่จริงจังเหรอตู้กะคอควายโหอัตตนะเนาะရမယ်เนาะโสซาลาโสซาลาရမယ်เนาะကဲနောက်ထဲတစ်လုံးကသူလဲပဲสอสอအတန်အတူတူပဲเนาะสอฤษีสอฤษีสอฤษีฤษีဆိုတာလေထိုင်းလိုမျိုးပေါ့เนาะမြန်မာလိုယသိကိုထိုင်းလိုฤษีဆိုပြီးတော့ထွက်တာဖြစ်တယ်ပေါ့เนาะဒါရကောင်းဖြစ်မယ်เนาะဒါပေမဲ့ရကောင်းတာမထွက်ပါနဲ့ရဆိုတာအာတန်ထက်အာအဲ့ကလေးလိုစာလိုက်ပေါ့เนาะฤๅษีဆိုတာလေဒါပြောမှဆိုရင်ဒါဟိုယတိပေါ့နော်ယတိကိုฤๅษีသူ့ရဲ့ရေးပုတ်ရင်းကြတော့အယူဆုံးဘောကမိုင်းလိုမျိုးရေးမယ်ဒီလိုမျိုးလာမယ်နော်ရမယ်နော်ဥပမာအနေနဲ့ပဲရေးပြတာပဲရှိတယ်ပေါ့နော်ฤๅษีสอฝอအတူတူပဲเนาะသူလဲสอပဲကဲနောက်ထပ်တစ်လုံးထပ်ပြီးတော့ကြည့်မယ်ခုနကဒီတစ်လုံးလဲပဲสอအဲ့ဆိုရင်สอက3လုံးဖြည့်ရမယ်เนาะသူကสอซาลาสอฤๅษีနောက်ဆုံးတစ်လုံးကสอเสือสอเสือဆိုတာလေမြန်မာလိုကြားပေါ့เนาะထိုင်းလိုမျိုးပေါ့เนาะเสือရမယ်เนาะเสือဆိုတာဒီကြားကိုပြောတယ်သူရဲ့ B အတန်ကိုပဲကြည့်မယ်ဆိုရင်စောရမယ်เนาะအနောက်မှာအမြဲ water အမြဲလိုက်ပါတယ်စောเสือကိုရေးလို့မရအောင်เนาะเสือရေးလို့မရအောင်เสือကိုရေးဘလို့ရေးလို့မရအောင်ဒါပေမဲ့လေချောင်းအတန်ပေါ့နော်လေချောင်းအတန်ထွက်ပေးရမယ်เสือဆိုပြီးတော့လေချောင်းအတန်ထွက်ပေးရမယ်เนาะကိုကမြန်မာလိုအဲ့လိုမျိုးရေးမယ်ဆိုလို့ရှိရင်ဟိုကိုနောက်ထပ်ကိုပြန်ဖတ်လို့ရှိရင်တော့အမျိုးအမားပါကြတယ်ပေါ့နော်အဲကြောင့် AN နဲ့အတန်ကို the break ထဲရအောင်ရိုက်တွေ့ထဲတာပေါ့နော်ဒါမှမဟုတ်ဒီအတန်ကိုခဏပြန်ပြီးတော့ခဏပြန်ကြည့်ပေါ့နော်ကြည့်ပြီးတော့ခဏကိုကပြန်ဆိုပြီးဒီလိုမျိုးမှတ်ထားမယ်ဆိုလို့ရှိရင်နောက်ဆိုရင်အတန်မှာတက်တယ်နော်เสือสอเสือสอရမယ်နော်သူ့ရဲ့ရေးပုံရင်းကြီးကပထမအဆုံးဒီလိုလေးရနော်ဒီလိုတော့ပေါ်လာနော်ဒီလိုစောရမယ်နော်ကဲနောက်ဆုံးတစ်လုံးဖြစ်တဲ့ဟောရမယ်နော်ဟောတွေးတော့ဟာရေးချဟောပေါ့နော်အနာမှာဝေါ်ကြလိုက်တော့ဟောရမယ်နော်ဟောခိပါစက်ပေးရမယ်နော်ခိဟောခိ
หีบหีบဆိုတာဒီတစ်တာမြန်မာလိုတစ်တာထိုင်းလိုหีบဆိုတာဒီမြန်မာလိုတစ်တာရမယ်နော်သူ့ရဲ့ရေးပုံရင်းနေကြတော့အယုံဆုံးတင်းလေးအနေနဲ့ရေးမယ်ပြီးတော့ဒီလိုမျိုးပေါ့နော်ရမယ်နော်ဒါပြီးဟောဟိရဲ့ရေးပုံရင်းနေအမှန်ပဲဖြစ်တယ်ပေါ့နော်ကဲဒီနေ့6လုံးမှာဆိုလို့ရှိရင်အန်ပြောချင်တာကပြန်ပြီးတော့တိုင်ပေးမယ်နော်အမြင့်တန်ပြီး7လုံးရှိသည်အရင်ပထမဗီဒီယိုတုန်းကဆိုလို့ရှိရင်9လုံးဒီဒုတိယဗီဒီယိုမှာဆိုလို့ရှိရင်6လုံးပေါ့နော်ဘာရေးအတန်ကပါလဲဆိုလို့ရှိရင်ဖော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 စောစောစောဆိုပြီးတော့3လုံးအတန်တူတယ်နောက်တစ်ခုကဟောဟောဟောရမယ်နော် Okay ဆိုတော့ဒီဗီဒီယိုကိုကိုကတိပြီးနားလည်ပြီးတော့အရင်ကျူစတယ်ပေါ့နော်ဆိုတော့ဒီတာကိုအရင်ပြန်ပြီးတော့ဖြတ်မယ်နော်ပထမ B ကခေါ်ခိုင်ခေါ်ขวดနောက်တဲ့တစ်လုံးကချောနေတယ်နော်ချောပြီးတော့ထော်ဒါကြီးအယူဗီဒီယိုတော့ကတင်ပို့ထားဝေးတယ်ဒါဒီ9လုံးပေါ့နော်ဒါဒီ9လုံးနဲ့ဒီ6လုံးနဲ့ပေါင်းတော့စုစုပေါင်းအမြင့်တန်ပြီး7လုံးကိုကရပြီပေါ့နော်ကဲအတန်ဒီရဲ့အတန်ကိုပြန်ပြီးတော့တိုက်မယ်ခေါ်ဒုတိယတစ်လုံးလည်းပဲခေါ်နောက်ထပ်တစ်လုံးချောထော်ဖောဖောစောနောက်ထပ်တစ်လုံးဟောကဲစုပေါင်း7လုံးပြီးနဲ့သူ့ရဲ့စာသားကိုကြည့်မယ်နော်ขอไข่ขอขวดชอถิงถอฐานถอถุงผอพึ่งฝอฝาสอฝาสอศาลาสอฤาษีสอเสือหอหิบကဲအားလုံးပဲရကြမယ်လို့အရင်ညွှန်လေးပါတယ်เนาะတကယ်လို့နားမလည်တာရှိရင်လည်းအရင်ကိုမေးပါအရင်ပြောသလိုမျိုးပဲဒီတစ်လုံးကိုစာနှစ်ကြောင်းရေးပြီးတော့အိမ်စာထည့်ပေးပါပေါ့เนาะအရင်လက်ရေးရောနောက်ထပ်တစ်ခုအတန်ရောပေါ့เนาะကိုကအတန်ဖတ်ပြီးတော့အရင်ကိုပို့ပေးပါအားတဲ့အချိန်ပေါ့เนาะအရင်ရဲ့အိမ်စာတစ်ပုဒ်ကိုတရက်တည်းပဲလောက်ရမှာလားဆိုတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးเนาะကိုလုံနိုင်တလောက်လေးပဲလောက်ပေါ့เนาะကိုဥပမာတရက်ကိုအနည်းဆုံးနိုင်ယူဝက်လောက်လုပ်ပေးပါဒါပဲเนาะအနည်းဆုံးနိုင်ယူဝက်เนาะအဲ့ဒီနိုင်ယူဝက်အတွင်းမှာကိုက3လုံးကျက်နိုင်လား4လုံးကျက်နိုင်လား5လုံးကျက်နိုင်လားကိုအဓိကကကိုတိုင်ပဲကိုကဒီထိုင်းစကား level 1ကိုတစ်လအတွင်းနဲ့လေ့လာချင်တာလားဒါမှမဟုတ်2လအတွင်းနဲ့လေ့လာချင်တာလားပေါ့เนาะတစ်လအတွင်းလေ့လာချင်တဲ့ဒီလိုဆိုလို့ရှိရင်เนาะအရင်ပို့ထားတဲ့ဗီဒီယိုတွေတရက်ကိုအမျိုးတစ်ခါကိုပေါ့နော်အမျိုးပြောမစို့အကုန်လုံးပေါ့နော်အိမ်စာလောက်ပြီးတော့လောက်နိုင်တယ်ဆိုလို့ရှိရင်တော့တစ်လအတွင်းနဲ့ကိုက level 1အတန်းကိုတက်မှာပဲဖြစ်တယ်ပေါ့နော်တကယ်လို့ကိုကမနိုင်ဘူးစာမလိုက်နိုင်ဘူးဆိုလို့ရှိရင်လည်းဘာမှမဖြစ်တော့ကိုနိုင်တလောက်လေးပဲ
နှလုံးဖြစ်ဖြစ်သုံးလုံးဖြစ်ဖြစ်ငါးလုံးဖြစ်ဖြစ်အိမ်စာပို့ပြီးတော့ AI ကိုအသာတွေ့ပြီးတော့ပို့ပေးပေါ့နော်ကိုအားတဲ့အချိန်တကယ်လို့ကိုကအဲ့ဒါမှလည်း AI လည်းစစ်ပြီးလို့တက်မယ်လေနော် AI အတန်ထွက်မှန်လားမမှန်လားမာလားမှန်လားအဲ့ဒါမို့ AI ကိုကအိမ်စာထမတာလေ AI စစ်ပြီးလို့တက်မှာပေါ့နော်ဆိုတော့ AI နောက်ထပ်တစ်ခု AI အားပေးရှင်တာက AI လည်းအလုပ်တစ်ဖက်နဲ့စာတင်နေရတဲ့သူတရားပေါ့နော်ဒီကျောင်းသားကျောင်းသူအနေနဲ့ကလည်းအလုပ်တစ်ဖက်နဲ့စာကိုလေ့လာနေတဲ့သူကဲဆိုတော့အရန်ကိုကိုက်နေတဲ့နောက်တစ်ခုကပေါ့နော်လုံးဝကိုစိတ်တမကြပါနဲ့လူတရားပေါ့နော်တရက်မှာ100ရာခိုင်နှုန်းမှာ100ရာခိုင်နှုန်းလောက်တော့တရက်ကိုအဲ့လိုမျိုးကိုပေါ့နော်တိုးတက်အောင်လုပ်ပေးတည်တယ်ပေါ့နော်များများမတောင်းဆိုများမတောင်းဆိုဘူးတရက်ကို100ရာခိုင်နှုန်းလောက်ကိုတိုင်းအမျိုးစူးစမ်းတည်တယ်ပေါ့နော်အဲ့ဒါဆိုပုံမှန်တရက်ကို100ရာခိုင်နှုန်းလောက်ရမယ်ဆိုလို့ရှိရင်တစ်ချိန်ကြာရင်ကိုလိုချင်တဲ့ပိုင်းတိုင်းရောက်မယ်လို့အရင်တော့မျှော်နေတာပေါ့နော်အရင်တော့ဆိုပြောမဆိုတနည်းအားဖြင့်ပြောမဆိုရင်အရန်ကိုယုံကြည်တယ်တနေ့ကျရင်ကဘာနိုင်ရောက်ကိုရရမယ်ဆိုပြီးတော့အဲ့လိုမျိုးယုံကြည်ချက်ရှိတယ်ပေါ့နော်ကိုကပြင်းနေတယ်ဆိုရင်တော့မရဘူးเนาะကိုကပြင်းနေတယ်ဆိုရင်ကိုအားမကိုလောက်မယ်ဆိုရင်သွားပြီးတော့မမျော်လင့်နေတော့ပေါ့နော်အားမလောက်မယ်ဆိုရင်ကိုကကြီးမှာလုံးဝကိုမှုမဝင်တော့ပေါ့နော်အဲကြောင့်မအားတဲ့ဂျာကလောက်တဲ့သူတွေကပို့ပြီးတော့တန်ဖိုးရှိတယ်เนาะဟုတ်ပြီเนาะဆိုတော့နားမလည်တဲ့သူရှိရင်လည်းပဲ AI ကိုမေးလာလို့ရပါတယ်ကဲအားလုံးပဲအစီအစဉ်ကြပါစေเนาะနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဘိုင်ဘိုင်